ကိုသူငိမ့်ဂျေပီကိုဖုန်းဆက်တာဘာကိစ္စရှိလို့လဲ ကျွန်တော်တချင်းတင်းတော့ရေးထားတာရှိတယ်အဲ့ဒါကြည်ဖြူနဲ့သူတို့နှစ်ယောက်တွဲဆိုခြင်းလို့ပါ အားနာလိုက်တာကိုသူငိမ့်ရဲ့ဂျေပီတချင်းမဆိုပြလောက်တော့ ဗျာကြည်ဖြူမှာဘာခက်ခဲရရှိလို့လဲ အဲ့ကိစ္စတွေကိုလည်းဂျေပီမပြောချင်တော့ပါဘူးဒီတိုင်းဂျေပီတချင်းမဆိုဖြစ်တော့ဘူးလို့ပဲသိထားလိုက်ပါ ဘာလဲကြည်ဖြူမေမေကြောက်လားကိုကြည်ဖြူမေမေကိုပြောပေးမယ်လေ မမီးကြောင်ရတော့မဟုတ်ပါဘူးဒီတိုင်းဂျေပီအနာဂတ်ကိုဂျေပီမပိုင်တော့လို့ပါ ကြည်ဖြူဘာပြောလိုက်လဲ ဂျေပီမကြခင်မှာစိတ်ဆက်မဲ့အနေထားတစ်ခုကိုရောက်နိုင်တယ် ဗျာတကယ်ကြီးလား ဟုတ်တယ်အဲ့လူနဲ့ဒီရက်ပိုင်းတွင်မဲ့တော့တွေ့ရတော့မှာ ဒါလည်းကြည်ဖြူမေမေကြောက်ပဲလား ဂျေပီကိုသူငိမ့်နဲ့တွေ့ခဲ့ရတဲ့ခိုက်တန်နေမှာရန်ကိုပျော်ရွှင်ခဲ့ပါတယ်ဒါကိုဝန်ခံပါတယ်ဒီခိုက်တန်လေးအတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကံမကုန်ရင်ပြန်ဆောင်ကြတာပေါ့ဂျေပီကိုခွင့်ပြုပါဦး